Jara. Sejabau. Saya ni dulu kaya ada dulu alo lại bên nó sẽ nhưng mà bị mà không tin trẻ mà nó đi xì hiện rồi chứ mà tin sự nhưng mà bị đại mà xì hiện rồi cha tôi cho đồ sao và cái xin là sao chị而且咱的家开的第6巴黎比我还全多不能。那这样还有个路啥呢？assez calme là. Tôi à chút to vào nó để đây xí này khoai để xem bìa lớn chỉ là xa rồi còn anh đi tôi đi thái mà cho rồi chứ mà thì tay rồi chiều nó rồi một trôi nào mà chỉ này làm xíu đi xuyên được quá lâu chi vậy chỉ toàn là sang là cái biểu chỉ toàn là sang là chi này sao ta bà bé ra thì chỉ toàn là sang là cô ya
သိရှင်လာတော့စားရမလားမပါသူများလိုမျိုးလည်းမပါလို့မစားတာဒီကကမလေးလက်တာဆေးပဲနဲ့မဝယ်လာတာခဏလေးခွဲလာအောင်မယ်ဘလို့ခွဲရမသိဘူးဒါလည်းချင်းတိတိလေးဒါသုံးတာ TikTok ထဲမှာတင်လို့ရလားမသိဘူးပေါ့နော် TikTok ကောက်ချက်ခံထိမှလည်းဆိုးတယ်အမလီကျမဖေးဒီဆိုရင်အသေးချိုက်တခြားသေးတာမသိတာဒီဖေးဒီဆိုရင်အပြင်းရတယ်သွားရင်မြေဝဲစားချစ်စုံလေးနေပဲပေါ့နော်စုံလေးနေပဲကလောစားမယ်စပင်းနေပဲဒီလိုမျိုးစားကြပါဦးကြည့်လေးပြီးမယ်စားပါဦးဖေးဒီကစားလို့လည်းကောင်းတယ်ကြိုက်တာတခုအစိတ်အရှမ်းများအစိတ်မရှိတဲ့ဖေးမျိုးတိတ်ရှိလားမသိဘူးမစပင်းလေနန်းတအိမ်လုံးမှာနန်းတယောက်ပဲဖေးစီကြိုက်တယ်တခြားသူတွေဖေးစီမကြိုက်ကြဘူးစုံခရင်နဲ့ဖေးလေးစားတာရှိလားမသိဒီစုံနဲ့ကလော်တာအရေးလေးတွေရွှဲနေပဲချိုးလဲစားပါဦးပြင်းနေလို့တော့မပြောနဲ့တော့သေးချာလေးမလေးရှင်ဘူးဒါလိုမျိုးလေးတွေကိုအလုံးလိုက်စားရတာကိုကြိုက်တာဖေးဒီကြိုက်တဲ့ဆိုရင်လေဖေးစိတ်ဖက်ပြီးတက်ကောင်းလေးကိုရှိဖို့တော့လိုတယ်စကားရများတဲ့သူဆိုတော့လေဖေးဒီစားရတော့တဲလေးမစားတတ်ဘူးစကားပြောနေစားကြောက်ကြလားမသိဘူးငယ်တော့လေဖဲဒီဆိုင်ရင်စိမစားရဘူးနော်မစိစားရင်ဘိုက်ထဲမှာပင်လေးတွေ
ပေါက်လာမယ်ဆိုပြီးတော့ချင်းထိတ်ခံရတာပေါ့နော်ငယ်လေးအဲ့ဒါလေးတွေကိုပြောခံရပြီးဖေးဒီကိုမစားရတာဖေးဒီစားမိလို့သူအစိတ်လေးပိုက်ထဲဝင်ပြီးတော့လို့စားမိသွားလို့ဆိုရင်အဲ့စိတ်ထဲမှာမပြောတော့ကစားနေနေကိုအိမ်ကိုချက်ချင်းပြန်လာတာပြီးရင်အမျိုးပြန်ပြောပြတယ်ဘာဖြစ်လဲအဲ့လိုမျိုးပေါ့နော်ဘာမှဖြစ်ဘူးတချို့တငယ်ချင်းတွေကြတော့ချင်းထိတ်သေးတာ你本来是啥米来着嘞？这是人爸妈没皮肤，本来是就皮巴的时候，这个二亲戚啦，等于以前个喏。ဖေးဒီစားတဲ့အစိတ်ဒီလောက်များတော့လေအလူပွဲဖြစ်ပါပဲဖြစ်သွားပြီဆိုရင်ဖေးဒီကိုပဲရှိလေဆိုရင်ဖေးဒီတွေချထားတယ်ဖေးဒီဝေယူစားဖြစ်တယ်နန်းဒီတချမ်းကောင်စားလို့ဆိုတင်အရာမဟုတ်ဘာလို့လဲဆိုတော့ဖေးဒီစားပြီးရင်စီးရင်သွားတယ်စားပါအဲ့ရကနေရဒီဦးတို့ပုံနေတဲ့အချိန်မှာနေရသေးတယ်ရဒီဦးတို့ပုံနေချိန်ရဒီစားအရင်တင်တော်ဆုံးပဲတဲလုံးမှာနန်းတရားပဲဖေးဒီချက်တယ်ဆိုတော့လေဖေးဒီဝေပြီးဆိုတရားလည်းပဲစားတယ်ဘလို့မှမကြွေးမကြကြစားပါစေးစားပြီးဆိုရင်စိတ်ကစေးဒီစားလေးပိုက်ပြေးတာပဲနော်ဒီလောက်စားရတာတချမ်းချင်သေးတယ်တဝက်ရမကုန်သေးဘူးအရှိလောက်သားမယ်ချမ်းကြီးပဲဖေးဒီစားတဲ့တန်ချာ
ရလဲတို့ပြေးနေပြီဖဲလိုက်ပြေးရစားလည်းကောင်းတယ်ကဲနဲ ASMR လေးကတော့တင်ညာဒီလောက်ပါပဲရှင်နေမမဲ့လာမကြပါစေနဲအသေးစားရင်နဲ့ရှင်လေးတွေဤတော့ပါစေဤတော့ကြောက်စင်နော်